အားလုံးပဲမင်္ဂလာပါအခုကတော့ဖတ်ထုတ်သွားစားမယ့် vlog ဖြစ်ပါတယ် my very first vlog ပေါ့နော်ဒီကတော့ပြင်းလို့ပါ vlog ကလည်းမဟုတ်ပါဘူးရိုက်ရင်လည်းလှလှပါထွက်လာမှာမဟုတ်ပါဘူးဒီဆိုင်ကဖတ်ထုတ်ဒီမလာနဲဆိုင်နဲ့ဟာတော်တော်စားကောင်းတယ်လမ်းလေးပြမယ်နော် vlog ကမဟုတ်တော့တိတ်တော့မြိုက်တက်ဘူးကွယ်မြတ်တော်ဝင်စေရုံကနေတတဲဝင်လာရင်ရောက်ပါတော့မယ်တဲ့တယ်မလာမျိုးတော့ပါကောက်ကပ်ပြီးတော့ရက်လိုက်မယ်စိုင်းပုတ်ကလေးဖြစ်ပါတယ်ပုံတော့ကျဆက်ထားတယ်ဆက်ထားရနော်တာဒါအလာဘီတောင်ခရစ်ယာန်ဖြစ်များအထောက်ပေါင်းအထောက်ကျော်ကဲဒီ sauce ကအရင်မိုက် Let's stick inအခုကအကြိုက်ဆုံး bubble tea ကို coffee အေးပေါ့နော် bubble tea တက်တောင်းမယ်ရှောက်ချရပဲနီနာနာไม่มาว่า coffee เอ๊ะค่ะအမကားနောက်တာဆိုင်ရှိနာရန်လို့ရမယ်ဟာဟုတ်လားမရရပါပဲဖတ်ထုတ်ကြော်စားတယ်ပါဘကြီးဝင်တောက်တယ်ရှေ့လေးပြပေးမယ်အော်မဟုတ်ဘူးဆိုနောက်တစ်ခုကဟိုလေစိန်ပန်းနီနဲ့လေငိုးဝါပန်းလားအရန်လှရဲ့အဲ့ဒါပြမယ်ဒီနော်လေဝါထိန်ရောအရန်လှပြင်မပေါ်လှရဲ့ကွာခေရမ်းတို့ပြင်မပေါ်အော်အရန်လှရဲ့ဒီလားပြင်မတော့ပေါ်လှတာပေါ့နော်အရန်လှပေါ်မှာရရှိရဟုတ်နောက်ထပ်အနီရောင်လေးရှိရအနီရောင်လေးပြမယ်စိန်ပန်းနီလို့ခေါ်မယ်ဒီနေ့အိုင်းလေးပဲပြပေးလိုက်တော့မယ်ဒီလားအရန်လှတွေ့လားဟိုပြင်မှာပုံလှရလှလုံးလို့ဘယ်လိုပြောမလဲမသိတော့အရန်လှ bye bye စိန်ပန်းနီ hello တောင်ကြီးမှာလေအဲ့လိုတဘာဝအလှတရားကတော့အရန်ရှိရကွာတစ်ပင်ပန်းမှန်လေးတွေကလှသေးရပေါ့နော်ဒါပေမဲ့အပင်တွေအရန်နဲလာတော့ဝမ်းနဲစရာပဲဟိုတောင်ပေါ်ဖျားနေကြည့်လို့ရှင်လေအပင်တွေကများများဆိုင်ဖို့လိုရပေါ့နော်ဝဝလေးလည်းနှုတ်ဆက်ပါတယ်ဒီဝဝလေးနဲ့နီလေးနဲ့တလန်းမဲချိုင် bye